Hello ပြောပါဦးလုံးဝ excitement လေးဘာသွားလုံးမှာပြပြရော ဖြူလုံးလေးလာတော့မှဖြူလုံးလေး ချီလုံးလေး ဘယ်လိုပေးပြီးကော ကဲအဲ့လိုမပြောရသေးတာကတော့ပင်းကကားတစ်မှားတာလေကား license လေးပိတ်နေလာပါလေလည်းမသိပါဘူးအမေကဖုန်းဆက်လိုက်တော့ရတယ်โอเคပေါ့ရတယ်ဆိုတော့ live မယ်ဆိုတော့တွားယူမလို့ခုကတွားယူမလို့ဆိုတာတွားကြည့်မလို့ပေါ့နော်တွားကြည့်ပြီးစာရေးကိစ္စတွေတွားလုပ်မလို့ဒီ journey ကိုဒီကစာရိုက်ပြီးပေါ့စတော့ကားတွားကြည့်တော့မရိုက်လိုက်အောင် ကားတော့ကြည့်ရ process ကလည်းအရင်မြန်လုံးနေပေါ့နော်ဒီလားဘာရမဟုတ်ဘူးဒီတိုင်းနဲ့ EP show ပွဲဟွာလေပြပွဲပေါ့ EP ပြပွဲအရင်လာမှလုပ်တဲ့အချိန်မှာ EP ပြမလို့ကားပြပွဲရှားကားလေရှိ EP မှာမဟုတ် အဲ့မှာတော့ကြည့်နေကြိုက်သွားပြီးတော့မှ okay ဆိုပြီးတော့စေရန်ချခဲ့လိုက်တာ ဟုတ်ကဲ့ဟိုကားရှိုးရုံနေပြီးတော့ဟိုသွားကြည့်ရပေါ့ကားရှိုးရုံဆိုတာဒီကားပြပွဲကနေပြီးတော့ BYD လေးသူကဝင်ချင်းအပေါက်ထိတ်ဆုံးမှာသူကရောက်နေအဲ့တော့ MCC မှာလောက်တယ်အဲ့အနေပြီးတော့အဲ့တစည်းပဲကြည့်ရအဲ့ show အဲ့ပွဲတစ်ခုလုံးမှာအဲ့တစည်းပဲကြည့်ရအဲ့တစည်းနဲ့ဘေးနားမှာရှိတဲ့ဟိုဟာပေါ့အားရှိတယ်တော့အားမရှိတော့အဲ့အယောင်2ယောင်ပဲရှိရ ဖိတ်ခံဒီလည်းပြည့်နေတော့ ဖိတ်ခံရဖြစ်တော့ထဲလဲမဝင်တော့ဘူးဆိုပြီးတော့အမှန်ဆိုရင်တော့ဒါပေမဲ့ဟိုအဓိကတော့ brand ကိုယုံကြည်လိုက်တယ်ဆိုတဲ့သဘောဖြစ်သွားတာပေါ့နော်တခြားစိတ်ထဲမှာတခြား brand တွေကိုလည်းမကြိုက်တာတော့မဟုတ်ဒါပေမဲ့ကြိုက်တယ်ကွာဒါပေမဲ့ဟိုစရညှော်မှန်းထားတဲ့ brand ကိုညှော်မှန်းထားတဲ့ကားပေါ့ညှော်မှန်းထားတဲ့ budget တွေဝင်သွားတော့အဲ့တော့ quality ဖြစ်သွားတော့ဒီဟာပဲကြည့်ဖြစ်တော့ပေါ့နော်အဲ့တော့သူနဲ့လိုက်တယ်ဆိုတော့တခါတည်းပဲအဲ့တော့ရောက်သွားပိတ်တာ9နာရီခွဲလာပြီ9နာရီရောက်သွားနိုင်ပွန်းနဲ့ဝုန်းဝုန်းနဲ့ဝင်လိုက်ဇလန်ကြီးကအဲ့လိုလေးပေါ့နော်ပထမဆုံးချိန်ကားတွေ့ရပါတော့မကြည့်တာအမဝဲ အခုကစမ်းမောင်းကြည့်မလို့ပါမေစမ်းမောင်းကြည့်မလို့那里有谁呢？ပြောလားကဲတော်ပင်းရဲ့ပထမဆုံးကားမောင်းခြင်းမှာကြားလေးချီထုံတော့ဆိုလို့ ကျေးဇူးပါဟုတ်ကဲကားတော့တွေ့နေရပြီလေးရှိဟုတ်ပါဘူးကားဟုတ်ပင်ကားမဟုတ်သူ့ကားထင်လို့သူ့ကားမဟုတ်ရှိတယ်ဟုတ်ကောင်းတော့ပါအခုတော့နံပါတ်ပြားနဲ့ကားကိုပထမဆုံးသွားကြည့်မှာပေါ့နော်ဟုတ်လားဟုတ်ပါကဲဘယ်လိုနေပါလဲစင်ပြီလားကိုကတ်ခွာလို့ရတယ်နော်ဟောဟုတ်တယ်နော်ကခွာရရှိခွာလိုက်တော့မယ်နော်ခွာခိုင်းတော့ကဲဒါကတော့အတွင်းကမ်းမှာပေါ့နော်အတွင်းကမ်းမှာပေါ့ဆိုတော့ကဲကားအဖြူအောင်လေးအဖြူအောင်လေးဖြစ်နေတော့တဲ့ဒါလေးကဒီပေါ်တင်လိုက်မယ်ပါနေရဘယ်လိုတိုင်းတာလဲနေကတော့သူတိန်နေဒီမှာတိန်လို့လဲရတယ်ကဲနောက်ကဟာတွေကတော့တွေ့တဲ့အတိုင်းပဲလောက်ရသေးဘူးပေါ့နော်ဒီရတဲ့ဒီတိုင်းသွားမှာလားမေကဲဖြုတ်လိုက်မယ်လေနော်တခါလေး Yes ဒါရီကပင်သိမ်းထားလို့ရမယ်နော် Yes သိမ်းနေပါလေဒါရီသိမ်းထားမယ်ဘာလို့ဆိုတော့သမီးလာလို့ရှိရင်သမီးကိုတင်လို့ရတယ်ပေါ့နော်ဆိုတော့အနောက်ဖုန်းထဲမှာထည့်မယ်
ကဲအဲ့ဒါခုဟာဒီကမှားလာတာလောက်ကြပါ2လ3လလောက်ရှိမှားလာပါတော့အဲ့တော့နံပါတ်ကလည်းဝယ်လိုက်တယ်နံပါတ်အလှဝယ်လိုက်တယ်ပေါ့နော်အလှတော့အလှဆိုရတဲ့ဟိုရတဲ့ထဲကနေပြီးတော့ကိုယ်ကြိုက်ဆုံးနံပါတ်ဒီခဏနေပါတဲ့ဟာဝယ်လိုက်တယ်ပေါ့အဲ့တော့အဲ့လိုပါပြောရင်းဆိုရင်လည်းအခုလောဆယ်တော့ဘိုက်စာနေကားပေါ်ရောက်လို့ရှိရင်တော့ကားမောင်းလေးနဲ့တစ်ချက်ဆန်းပြီးတော့ဘလော့ရရရောက်လာပြီ finally ရပါပြီကိုဆင်းပြေအကုန်လုံးဆွဲဖြုတ်နေဟို plus တွေဟောဟုတ်ဟုတ်သူကနည်းနည်း စကားဖွင့်ထောက်ထောက်နေလို့ဟုတ်တယ်ချိုးလဲရတယ်မကြိုက်ဘူးမကြိုက်ဟုတ်ပထမဆုံးမောင်းတဲ့ EV experience တာအမှန်တမ်းပြော EV ရဲ့ပထမဆုံးမောင်းခြင်းပဲ ကိုကခုနရှင်းပြလိုက်တာ2လတစ်ခါလောက်ကိုတဲ့30ထက်ရော့အောင်သုံးရမယ်တဲ့အဲရော့အောင်သုံးပြီးသွားရင်တဲ့ level 2နဲ့100ပြည့်အောင်ပြန်တွဲနဲ့ မနေ့က vlog ကမသိမ်းလိုက်မိဘူးပေါ့နော်မသိမ်းလိုက်မိဘူးဆိုတော့ဘာတွေလုပ်လဲဆိုတော့မနေ့ကကျွန်တော်တို့ကားပစ္စည်းပေါ့နော်ကားပစ္စည်းလိုတာလေးသွားဝယ်တယ်အဲဒီဘေးနာစတစ်ကာကတ်တာပါညာနဲ့ဆိုတော့နည်းနည်းလေးဟိုအချိန်လေးကနည်းနည်းလေး tight ဖြစ်သွားတာပေါ့နော် tight ဖြစ်သွားတယ်ဆိုတော့ဟိုဒါပေမဲ့အကုန်လုံးတော့တရက်ထဲပြီးသွားတယ်ပေါ့ကြမ်းကင်းတွေဘာတွေကတော့ကျွန်တော်တို့စိတ်တိုင်းမကြတော့မှားပဲမှားလိုက်တယ်ပေါ့နော်ကြမ်းကင်းတွေဘာတွေတော့မှားလိုက်တယ်ကျန်တာကတော့အကုန်လုံးဆင်ပြေတယ်ကာကီချင်းလေးရပြီပေါ့နော်ကာကီချင်းလေးရပြီအဲ့တော့ဘေးနာစတစ်ကာတွေလည်းကတ်ပြီးပြီနော်ဒီကားကတော့ BYD Atto 2ပေါ့နော်အမှန်တိုင်းပြောရင်ကျွန်တော်တို့က EV ကားသွားကြည့်ရမှာအဲ့တော့မှဗာလဲ Jetour ဟိုပါပေါ့ Dashing တို့ပါတော့အဲ့လိုမျိုးနည်းနည်း hot ဖြစ်နေတဲ့အချိန်ပေါ့နော်အဲ့အချိန်လေးမှာလွန်ခဲ့တဲ့2လ3လလောက်ကပေါ့အဲ့ကားလေးလည်းတစ်ချက်သွားကြည့်မယ်ပေါ့ဆိုပြီးတော့သွားကြည့်ရ EV ပဲစီးကြတာပေါ့ဆိုပြီးတော့ပထမဆုံးအဲ့ဒါဝယ်လိုက်တဲ့ EV လို့ပြောရမှာပေါ့ကွယ်နော်နောက်ဆုံးဝယ်လိုက်တဲ့ EV တော်တော်မောင်းလို့ကောင်းတယ် BYD လေးလည်းဖြစ်တော့ကျွန်တော်တို့က brand လေးလည်းတစ်ချက်ကြည့်လိုက်တာပေါ့နော်ကိုယ့်ရဲ့ budget ထဲကလည်းဝင်တယ်ပြီးတော့ brand လေးလည်းဖြစ်တယ်ပြီးတော့ twin ကလည်းအဖြူအောင်လေးဖြစ်နေတာပေါ့နော်တော့ပြန်လည်းတည့်ရတိုင်းပဲအဖြူအောင်လေးကြိုက်တယ်လေညီမတို့ကဒါမျိုးလေးပေါ့အဲ့တော့အဖြူအောင်လေးကြိုက်တယ်ဆိုတော့သူ့တော့ကကွက်တိဖြစ်သွားကဲအဲ့တော့ကျွန်တော်မနေ့က vlog မသိမ်းလိုက်ရလို့ဒီမှာပဲ vlog လာသိမ်းနေတာပါเนาะဒီနေ့ကတော့ super sunday ပါကောင်းမောင်းလိုက်ပါအောင်မယ် okay see you bye နောက် vlog ဒီမှာလည်းပြန်လဲစုံတွေ့ပါမယ်တန်